ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ဒီကျန်းမာရေးအတွက်အစားအစာတွေကိုကျွန်တော်တို့ရွေးချယ်စားတောက်ပေမဲ့ဒီစားတောက်မှုပုံစံမှန်ဘူးဆိုလို့ရှိရင်လေဒါလုံးဝအလားအတဖြစ်ပြီးတော့ဘေးဥပတ်ဖြစ်စေပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ရေကိုပြောချင်ပါတယ်ကျွန်တော်တောက်တဲ့ရေကမနက်ခင်းအဲ့ရနိုးနိုးချင်းမှာတောက်ရင်တော့ကျွန်တော်ဦးလန်းချောင်းတန့်ရှင်းစေပြီးတော့ကျွန်တော်ဇီဝကာမဖြစ်စဉ်ကိုသူကနှိုးဆွပေးပါတယ်ကျွန်တော်မနက်ကိုရေမတောက်ဘဲနဲ့နေရင်တော့ကျွန်တော်ရေသက်ခန်းချောင်းမှုဖြစ်ပြီးတော့ခေါင်းကိုက်စေပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရေကိုအဲ့ရနိုးတဲ့အချိန်မှာတောက်ပေးသင့်ပါတယ်နောက်တစ်ခုကကျွန်တော်ပန်းသီးကိုစားသင့်တဲ့အချိန်ကမနက်ပိုင်းမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ပန်းသီးစားမယ်ဆိုရင်တော့ပန်းသီးအခွန်မှာဝါးစားပေးဖို့လိုပါတယ်ပန်းသီးအခွန်ကဝမ်းမှန်စေပြီးတော့ဒီကင်ဆာကိုကာဝယ်ပေးပါတယ်အဲ့ဒါကြောင့်ပန်းသီးစားမယ်ဆိုလို့ရှင်တော့မနက်ပိုင်းမှာစားပါပန်းသီးကိုကျွန်တော်ညဘက်မစားသင့်ပါဘူးပန်းသီးကိုညဘက်စားမယ်ဆိုလို့ရှင်တော့ကျွန်တော်အစာမကြေတာအက်ဆစ်ထွက်လွန်တာတွေဖြစ်စေနိုင်ပါတယ်နောက်တစ်ခုကျွန်တော်ကြက်ဥစားသင့်တဲ့အချိန်ကမနက်ပိုင်းဖြစ်ပါတယ်ဒီပရိုတင်းဓာတ်ပြေဝတာနဲ့တစ်နေ့တာလုံးဗိုက်ပြည့်စေပြီးတော့အားအင်တွေဖြစ်စေပါတယ်ကြက်ဥကိုမနက်ပိုင်းစားသင့်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကော်ဖီတောက်တဲ့အချိန်ကကျွန်တော်တို့မနက်စာစားပြီးတောက်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အုံနောက်ကိုလန်းဆန်းစေပါတယ်ဒီညနေဆောင်မှတောက်လို့ရှင်တော့ညဘက်အိတ်မပျော်ဖြစ်ပြီးတော့ကျွန်တော်ကျန်းမာရေးကိုထိခိုက်စေပါတယ်နောက်တစ်ခုကျွန်တော်တို့ဒိန်ဂျင်စားတဲ့အချိန်ကကျွန်တော်တို့မနက်ပိုင်းနဲ့နေခင်းပိုင်းတွေမှာစားပေးပါသူကအစာချေစနစ်ကိုအကောင်းစွာကူညီပေးပါတယ်ဒီညဘက်ဆိုလို့ရှိရင်တော့စားမယ်ဆိုလို့ရှိရင်တော့တလိထစေတယ်ဒီချောင်းဆိုးစင်နိုင်တယ်အဲ့ဒါကြောင့်ဒိန်ဂျင်ကိုညဘက်မတောက်ပါနဲ့နောက်တစ်ခုကကျွန်တော်တို့ပြားရည်ကကျွန်တော်တို့မနက်ခင်းပိုင်းကိုစားပေးသင့်ပါတယ်ဒီရေနွေးနွေးလေးနဲ့တောက်မယ်ဆိုလို့ရှိရင်ပေါ့နော်အားရင်ပြည့်ပြီးတော့ကိုခံစွမ်းအားကိုကောင်းစေတယ်ပြားရည်ကိုအချိန်မှားပြီးတော့စားမယ်ဆိုလို့ရှိရင်တော့သူကသွေးသွင်းတခြားဓာတ်တွေပို့ပြီးတော့တက်စေပါတယ်နောက်တစ်ခုကကျွန်တော်တို့အုတ်ကိုစားတဲ့အချိန်ကကျွန်တော်တို့မနက်ခင်းပိုင်းပဲဖြစ်ပါတယ်မနက်ပိုင်းမှာစားပေးပါသူကဒီအမြင့်ဓာတ်တွေအများကြီးပါတဲ့အတွက်အစာအင်ကိုကာဝယ်ပေးပါတယ်ဒါပေမဲ့အုတ်ကိုကျွန်တော်ညဘက်အများကြီးစားလို့ရှိရင်ကျွန်တော်ဗိုက်ကယ်ပြီးတော့သူကခန္ဓာကိုယ်ကလေးလံစေပါတယ်ကျွန်တော်နောက်တစ်ခုကထမင်းကိုကျွန်တော်နေ့လယ်စာအနေနဲ့တော့ပို့ပြီးတော့စားပေးသင့်ပါတယ်ကျွန်တော်ခန္ဓာကိုယ်လှုပ်ရှားမှုအတွက်ပေါ့နော်ဒီကာဗွန်ဟိုက်ဒရိတ်တွေကဒီစွမ်းအင်ကိုဖြစ်စေတယ်ညဘက်မှာအများကြီးစားလို့ရှင်တော့အားလုံးသိကြတဲ့အတိုင်းပဲဒီကယ်လိုရီလောင်ကျွမ်းမှုကိုခတ်ပြီးတော့ကျွန်တော်1 bite အစီကိုတက်စေတယ်အဲ့ဒါတော့ညဘက်မှာဆိုလို့ရှင်တော့အများကြီးမစားပါနဲ့ထမင်းနည်းနည်းနဲ့ကျွန်တော်အသီးရွက်ကိုများပို့စားပေးဖို့လိုပါတယ်အဲ့ချိန်နဲ့ကတ်ပြီးတော့လည်းအစားအစာကိုစားဖို့မသင့်တော့ပါဘူးအစာခြေပြတ်မှုကိုနှေးကွေးစေတဲ့အတွက်ပါနောက်တစ်ခုကကျွန်တော်ငပြောသီးပေါ့နော်ငပြောသီးကိုကျွန်တော်စားတဲ့အချိန်ကနေ့လယ်ပိုင်းမှာစားရင်ကျွန်တော်အစာခြေလွယ်ပြီးတော့ကျွန်တော်စိတ်ဖိစီးမှုကိုကျွန်တော်ရောကြစေပါတယ်ညဘက်မှာစားရင်တချို့လူတွေမှာပေါ့နော်ရင်ကျက်တာချွဲထတာတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့နေ့လယ်ပိုင်းမှာစားပါနောက်တစ်ခုကကျွန်တော်တို့အသားကိုတော့စားတဲ့အချိန်ကကျွန်တော်နေ့လယ်ပိုင်းမှာကျွန်တော်အသားဓာတ်ကဒီခန္ဓာကိုယ်ကနေကောင်းကောင်းစုပ်ယူနိုင်ပြီးတော့ကျွန်တော်အစာချေဖို့အချိန်ကိုသူကလောလောလောက်ရရှိရဲအဲ့ဒါကြောင့်အသားကိုနေ့လယ်ပိုင်းမှာစားပါဒီအသားကိုအိတ်ခန့်ဒီမှာစားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အစာမကြေဘဲနဲ့ဒီအိတ်ဆက်ခြင်းကိုအနှောက်အယှက်အများကြီးပေးပါတယ်နောက်တစ်ခုကကျွန်တော်အခွန်မာသီးတွေပေါ့နော်အခွန်မာသီးတွေတစ်ကြားသီးတို့ဘန်နာဆေးတို့ကျွန်တော်တီဟိုဆေးတို့ဒါတွေကကျွန်တော်နေ့လယ်မှာတရေစာအနေနဲ့စားပေးသင့်ပါတယ်။သူကပေါ့နော်ဒီအစစ်ဆန်တွေကကျွန်တော်နှလုံးကျန်းမာရေးအတွက်ကိုအရန်ကိုကောင်းစေပါတယ်။ညဘက်မှာစားလို့ရှိရင်တော့ကယ်လိုရီတွေတက်ပြီးတော့ခန္ဓာကိုယ်ကအဆီတွေပိုလာမှာပါ။နောက်တစ်ခုကကျွန်တော်တို့ dark chocolate ပေါ့နော်။ဒီ chocolate အမဲမှာကျွန်တော်တို့ပေါ့နော်စားတင်တာကကျွန်တော်တို့မနက်နဲ့နေ့လယ်ပိုင်းမှာစားပေးသင့်ပါတယ်။သူ့မှာဓာတ်တိုးစန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်ကျွန်တော်တို့အိုမင်းရင့်ရော်မှုကိုသူကကာဝယ်ပေးတယ်။ညဘက်စားရင်တော့သူကပေါ့နော်ကဖင်ဓာတ်တွေများတဲ့အတွက်ရင်တုံမဲ့အိတ်မပျော်ဖြစ်စေတယ်အဲ့ဒါကြောင့်သူ့ကိုမနက်နဲ့နေ့လယ်ခင်းမှာပဲစားပေးသင့်ပါတယ်နောက်တစ်ခုကကျွန်တော်တို့လိမ္မော်သီးစားတဲ့ချိန်ကကျွန်တော်တို့နေ့လယ်စာစားပြီးချိန်မှာစားပေးပါသူကဗီတာမင်စီစုပ်ယူမှုကိုသူကပို့ပြီးတော့အားကောင်းစေတယ်ဒီမနက်စောစောမှာဗိုက်ထဲအစာမရှိဘဲနဲ့စားလို့ရှင်တော့အစာရင်အောက်တက်ပါတယ်အဲ့ဒါကြောင့်လုံးဝလိမ္မော်သီးကိုအစာမရှိဘဲနဲ့မနက်စောစောမစားပါနဲ့နောက်တစ်ခုကကျွန်တော်တို့ပဲအမျိုးကျွန်တော်တို့ပဲတွေကိုစားတဲ့အချိန်ကတော့ကျွန်တော်တို့နေ့လယ်နေခင်းမှာပဲဖြစ်ပါတယ်ဒီအမြင့်သက်ကျွဲသွားလို့ဒီကိုလက်စထရောကိုလည်းကျစေတယ်ညနေဆောင်နောက်ပိုင်းစားလို့ရှိရင်တော့ပဲတွေကကျွန်တော်တို့လေပွားပြီးတော့ဘိုက်အောက်တက်ပါတယ်အဲဒီကြောင့်ပဲစားမယ်ဆိုလို့ရှိရင်တော့နေ့လယ်ခင်းမှာပဲစားပါနောက်တစ်ခုကကျွန်တော်တို့နွားနို့တောက်ချိန်ကကျွန်တော်တို့ပေါ့နော်ညဘက်
နွားတို့ပူပူလေးတောက်တာကကျွန်တော်ရဲ့ခန္ဓာကိုယ်နှစ်ချိုက်စွာအိပ်ပျော်စေရဒီမနက်ပိုင်းလှုပ်ရှားနေချိန်တောက်မယ်ဆိုရင်တချို့လူတွေပြောတာပေါ့နော်တချို့လူတွေမှာတော့ကျွန်တော်တို့ပေါ့နော်ဘိုက်ရစ်တာကိုခံစားရတယ်ကျွန်တော်ဆိုလို့ရှိရင်မနက်ပိုင်းလှုပ်ရှားမှုများတာတောက်လို့ရှိရင်တော့ကျွန်တော်ဘိုက်ရစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဆိုလို့ရှိရင်နွားနို့ကိုတော့ဒီညအိတ်ခဏီမှာပဲတောက်ဖြစ်ပါတယ်ဒါကတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်တချို့ဆိုလို့ရှိရင်လည်းမနက်ပိုင်းတောက်ရင်ဒီလိုဘိုက်ရစ်တာကိုတော့မခံစားရဘူးလူတယောက်နဲ့တယောက်တော့ဒီကွာခြားမှုလေးတော့ရှိတယ်နောက်တစ်ခုက cherry သီးစားတဲ့အချိန်ကကျွန်တော်တို့ပေါ့နော်ညစာစားပြီးတဲ့အချိန်ကအကောင်းဆုံးအချိန်မှာကျွန်တော်နိုင်ငံခြားမှာတော့ဆိုလို့ရှိရင်ပေါ့နော် cherry သီးကြိုက်လို့ cherry သီးရစားတယ်နေ့လယ်ဘက်စားလို့ရှိရင်အမြဲတမ်းပဲအိတ်ငိုက်တယ် cherry သီးစားတဲ့အချိန်ကညစာစားပြီးတဲ့နောက်ပိုင်းမှာဖြစ်ပါတယ်ညစာစားပြီးနောက်ပိုင်းမှာ cherry သီးကိုစားပြီးလို့ရှိရင်အိတ်ရောင်ဝင်ဖို့တော့အရန်အထောက်အကူပြုပါတယ်အိတ်ပျော်စေပါတယ်နေ့လယ်ဘက်စားမယ်ဆိုလို့ရှိရင်တော့သူကအိတ်ငိုက်စေနိုင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ညစာစားပြီးနောက်ပိုင်းမှာပဲချယ်ယူသီးကိုစားပါနောက်တစ်ခုကစွပ်ပြုတ်တွေပေါ့နော်ဒီစွပ်ပြုတ်တောက်တဲ့အချိန်ကကျွန်တော်တို့ပေါ့နော်ညစာအနေနဲ့ပေါ့နော်စွပ်ပြုတ်ကိုတောက်ပေးတဲ့သူကအစာကြေလွယ်ပြီးတော့အစာအိမ်ကိုတက်တာဖြစ်စေဒီမနက်ပိုင်းစားလို့ရှိရင်တော့ဒီကတော့စွမ်းအင်တိတ်မရဘူးပေါ့နော်ဒီနေ့လယ်ဘက်ကြလို့ရှိရင်တော့ဘိုက်မညံစားတတ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ညစာအနေနဲ့စွပ်ပြုတ်ကိုတောက်ပေးတင်ပါတယ်နောက်တစ်ကျွန်တော်တို့ငါးစားတဲ့အချိန်ကကျွန်တော်ညစာပေါ့နော်ဒီအသားထက်ဒီအစာကြေလွယ်လို့ဒီညစာအတွက်ကတော့ငါကအသင့်တော်ဆုံးပါအဲ့တော့ကြောင့်ငါကအချိန်တိုင်းကောင်းပေမဲ့ညစာမှာအသားအစာငါကိုမရွေးမိဘူးဆိုလို့ရှိရင်တော့ဒီအစာရင်ဝင်ပြီးစေတယ်အဲ့အတွက်ကြောင့်ကျွန်တော်ညဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ငါကိုပေါ့နော်ညစာအဖြစ်စားပေးတဲ့နေပေါ့နော်နောက်တစ်ခုကကျွန်တော်ပါမုတ်နဲ့ကစုံဥဒီပါမုတ်တွေကစုံဥတွေစားတဲ့အချိန်ကကျွန်တော်တို့လေ့ကျင့်ခန်းမလုပ်ခင်မှာဒီလိုအပ်တဲ့အင်အားကိုသူကချက်ချင်းရစေအဲဒါကြောင့်လေ့ကျင့်ခန်းမလုပ်ခင်မှာကျွန်တော်ကစုံဥစားလို့ရတယ်ပြီးတော့လေ့ကျင့်ခန်းလှုပ်ပြီးမှအများကြီးစားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တာလုံးဝအလဟတဖြစ်သွားမယ်သူကအစီတွေစုစေတယ်အဲဒါကြောင့်လေ့ကျင့်ခန်းမလုပ်ခင်မှာဒီပါမုတ်တို့ကစုံဥတို့စားပါကျွန်တော်နောက်တစ်ခုကကြတော့ဒီကြက်ဥအကာပေါ့နော်ဒီကြက်ဥအကာစားတဲ့အချိန်ကလေ့ကျင့်ခန်းလုပ်ပြီးတော့ဒီကြက်သားတွေပြန်လဲတိစားဖို့အကောင်းဆုံးအချိန်ပါဒီလေ့ကျင့်ခန်းမလုပ်ဘဲနဲ့ဒီတိုင်းစားနေရင်တော့သူကကြက်ဥအကာကကြောက်ကက်ကိုဝင်ပြီးစေနိုင်ပါတယ်ကျွန်တော်အဓိကပြောသွားတာကမနက်ခင်းနေ့လယ်ခင်းညဘက်နဲ့ဒီလေ့ကျင့်ခန်းမလုပ်ခင်မှာစားရမယ့်အစားအစာတွေပြောသွားတာဖြစ်ပါတယ်ကျွန်တော်မနက်ခင်းမှာစားတဲ့အစားအစာတွေကကျွန်တော်ခန္ဓာကိုယ်ရဲ့ဒီအုံနောက်ကိုပို့ပြီးတော့နိုးကြားစေတယ်ဒီနေ့လယ်ခင်းကတော့ဒီလှုပ်ရှားရတာများတဲ့အတွက်အားရှိတာတွေစားရမယ်ဒီကာဗွန်ဟိုက်ဒရိတ်ပါတဲ့ဟာတွေကျွန်တော်ပရိုတင်းတွေစားပေးရမယ်အသားတွေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ညဘက်မှာဆိုလို့ရှိရင်ပေါ့နော်အစာရည်ကိုပေါ့ပေါ့ဖြစ်စေတဲ့ဝင်မပြည့်စေတဲ့အစာမျိုးကိုစားရမယ်ခန္ဓာကိုယ်အနားယူအိတ်ချိန်ဖြစ်တဲ့အတွက်အစာအိမ်ကိုဝင်မပြည့်စေတဲ့အစားအစာမျိုးကိုရွေးပြီးတော့စားတင်နေပေါ့နော်ဒီလေ့ကျင့်ခန်းမလုပ်ခင်မှာတော့ကျွန်တော်တို့ကာဗွန်ဟိုက်ဒရိတ်ကိုစားပြီးတော့ဒီလှုပ်ပြီးသွားလို့ရှင်တော့ကျွန်တော်တို့ပရိုတင်းကိုတော့စားပေးဖို့လိုပါတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောတဲ့အချက်တွေကိုတည်ရချာလိုက်နာမယ်ဆိုလို့ရှိရင်ဘယ်အချိန်မှာစားရမလဲဘယ်အချိန်မှာမစားရဘူးလဲဆိုတာကိုတော့တည်သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောတဲ့အချက်တွေထဲမှာဒီအစားအစာတွေကိုဘယ်အချိန်မှာစားရမလဲဘယ်အချိန်မှာမစားရဘူးလဲဆိုတာကိုအားလုံးတည်သွားကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်အားလုံးထပ်ပြီးတော့လူအများသိအောင်လို့လည်း share ပေးခြင်းဖြင့်ကူညီပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ်